ဝမှာမိတ်ဆွေအများကြီးမလို့မိတ်ဆွေစစ်ရှိဖို့ပဲလိုတယ်ဒီနေ့ပြောမယ့်အကြောင်းအရာလေးကတော့ဘဝမှာမိတ်ဆွေအများကြီးမလို့မိတ်ဆွေစစ်ရှိဖို့ပဲလိုတယ်ဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်မိတ်ဆွေတွေကိုဘဝမှာအများကြီးရှိနေပေမဲ့အဲ့ဒီမှာဘယ်လိုလူကကိုယ့်အတွက်မိတ်ဆွေတူတယ်ဘယ်သူကမိတ်ဆွေစစ်လဲဆိုတာကိုဟန်ဒီပြပြရဲ့ချက်လေးနဲ့လေ့လာကြည့်ကြမယ်နော်ပထမအဆုံးမိတ်ဆွေအတူဆိုတာဘယ်လိုလဲဆိုတာကိုအတူချုံပြောရရင်ပထမဆုံး type တစ်ခုကတော့ကိုစီရပဲသူလိုချင်တာတွေယူတတ်တဲ့သူမျိုးလိုသုံးပေါ့နော်လိုသုံးလို့မိတ်ဆွေမျိုးပါဘယ်လိုလူမျိုးလဲဆိုတာကိုအသေးစိတ်ကိုဟန်ဒီတွေ့ဘူးတဲ့သူတွေနဲ့ဥပမာပေးပြပြမယ်ပေါ့နော်ဒီလိုကွာငယ်တုန်းကတငယ်ချင်းတယောက်ရှိခဲ့ဘူးလေသူကကုမ္ပဏီလုပ်လဲလုပ်ရင်းနဲ့အခြားပြင်လုပ်လဲလုပ်တတ်တဲ့သူပေါ့နော်အဲ့တော့သူက full time အလုပ်လုပ်နေတဲ့ကုမ္ပဏီကနေပြီးတော့ခွင့်နေခဏခဏယူချင်တာမျိုးရှိရယ်ကွာအဲ့တော့ဟန်နီစီဆက်သွယ်လာပြီးတော့ဈေးစာအတူတွေရေးခိုင်းဖို့အကူအညီတောင်းတာပေါ့နော်ဈေးစာအတူဆိုတာအဆိုင်ပိုင်အောင်တာလို့နေမကောင်းတာပါညာဆိုပြီးတော့ကွာရုံးမှာခွင့်ရနေနေတင်ဖို့တော့ကိုပြောတာပေါ့နော်အဲ့မှာဟန်နီကတခါတော့ပေါ့အကူအညီပေးဖြစ်တယ်ပေါ့နော်နောက်ပိုင်းကျတော့ဆေးစာအတူဆိုတာလည်းကွာခဏရေးပေးဖို့ကဆရာဝန်တွေအတက်မှာလုပ်ပေးလို့ကောင်းနေတဲ့အရာမဟုတ်ဘူးပေါ့နော်အဲကြောင့်မလို့ဟန်နီကလည်းငါထက်ရေးပေးဖို့အဆင်မပြေတော့ဘူးလို့ပြောလိုက်တဲ့နေ့ကစပြီးတော့နောက်နေ့ Messenger မှာစကားလဲလာမပြောတော့တာမျိုးပေါ့နော်အဲ့နောက်ပိုင်းမှာသူနဲ့Facebook မှာလည်း friend ဖြစ်နေတော့မယ်ဆိုတော့ကွာကိုတငယ်ချင်းပဲဆိုပြီးတော့ပုံနေတက်လာမျိုးဆိုရင် like တွေပေးရတခါလေ my day reply တော့လုပ်တယ် comment တွေပေးရပေါ့ကွာဒါပေမဲ့လည်းအဲ့မှာ तू က comment reply မို့နေတာကွာ messenger reply တော့မလာတော့ဘူးပေါ့နော်လူတိုင်းကွာအလုပ်တွေရှုပ်တယ် reply ကြရင်ကြမယ်နားလေပေါ့နော်ဒါပေမဲ့လေစာတွေကိုစင်းအောင်မပြတော့တဲ့အခြေအနေကြတော့လေအဲ့မှာနားလေလိုက်တယ်ပေါ့နော်သူကငါ့ကိုလိုအပ်လို့ခင်နေခဲ့တာမျိုးပဲဆိုပြီးတော့ပေါ့နော်သူကငယ်ချင်းတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်အချင်းမှာအဲ့လိုတွေဖြစ်တော့အဲ့ချိန်တော့တော်တော်စိတ်မကောင်းဖြစ်ခဲ့ရတယ်ပေါ့နော်ဒါပေမဲ့လည်းအခုလိုအချိန်ကွာလူတွေကြောင်းအောင်နားလဲပြီးတော့တက်တည်ကြီးလာတဲ့နောက်ပိုင်းမှာတော့โอเคသူကဒီလိုလူပဲလေဆိုပြီးတော့တတ်မှတ်လိုက်တယ်ပေါ့နော်ကိုယ့်ပေါ်မကောင်းတဲ့လူတွေအတွက်ကိုစိတ်မကောင်းဖြစ်တာမျိုးလိုက်မခံစားတော့ဘဲနဲ့ neglect လုပ်တဲ့အောင်စူးစမ်းပြီးနေလိုက်တယ်ပေါ့နော်မိတ်ဆွေကိုလည်းအဲ့လိုတငယ်ချင်းမျိုးရှိရင်ကူညီပေးနိုင်တဲ့လောက်ကူညီပေးလိုက်ပါကိုယ့်အတွက်မိတ်ဆွေစစ်ဆိုတာမျိုးတော့မတတ်မှတ်ထားတင်ဘူးပေါ့နော်နောက် blog လေးတွေမှာလည်းနောက်ထပ်မိတ်ဆွေတူအမျိုးအစားလေးတွေထပ်ပြောပြပေးသွားမှာဖြစ်လို့ follow လုပ်ခဲ့ပေးဖို့အကြံပေးချင်ပါတယ် love you bye bye see you next vlog